KFC ကြက်ကြော်ကိုအိမ်မှာလွယ်တကူကြော်စားချင်တဲ့သူတွေရှိလားဒါမှမဟုတ် KFC ကြက်ကြော်ပုံစံတိုင်းတနိုင်တစ်ပိုင်းနဲ့ကိုပိုင်ဆိုင်လေးဖွင့်ပြီးတော့ကြော်ရောင်းချင်တဲ့သူတွေရှိလားကျွန်တော်တငယ်ချင်းတွေကဝယ်စားရမှာလဲဈေးရမ်းကြီးတယ်တမိသားစုလုံးကိုလည်းစိုင်လက်ရတိုင်းကြော်ကျွေးချင်တယ်ဆိုရင်တော့ဒီကိုစုံနေကြည့်ပေးပါလို့ကျွန်တော်အကြံပြုချင်ပါတယ်ခင်ဗျာနှစ်လနဲ့လေးလာတင်ယူထားတော့ KFC ကြက်ကြော်လေးကိုမိတ်ဆွေတို့ကိုအလွယ်တကူကြော်ပြပါမယ်အခုဘယ်လောက်ထိစားကောင်းလဲဆိုတာကိုအခုကျွန်တော်စားပြတာကိုတစ်ချက်ကြည့်လိုက်ပါတို့တွေကအပြင်ပိုင်းကကြည့်လိုက်ရင်တော့ပုံစံကအပြင်က KFC ကြက်ကြော်ပုံစံနဲ့တူတယ်ဆိုပေမဲ့အတွင်းပိုင်းမှာတော့အနီရောင်တွေအနီရဲရဲတွေရှိနေတတ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကအဲ့လိုဖြစ်ရလေအောင်အသေးစိတ်လေးကျွန်တော်ရှင်းပြထားတယ်ဘယ်လိုကြော်ရမလဲဆိုတာကိုအရန်တော့ပူနေသေးတယ်အရင်ပြပါမယ်တွေ့တယ်နော်အရန်နှုတ်ပြီးတော့သားကျင်စရာကြီးပြင်ပိုင်းကလည်းလုံးဝမတူးတော့ဘူးအတွင်းပိုင်းကိုလည်းကြည့်လိုက်နီတာတွေရဲတာလည်းမရှိဘူးနုနုညံ့ညံ့နဲ့ပျော့ပျော့အိနဲ့အရန်စားလို့ကောင်းတဲ့ KFC ဆိုင်လက်ရအတိုင်းပါပဲကြည့်ပါဟုတ်တယ်နော်ကျင်းလေးနဲ့ဟောဒီလိုတိုးစားလိုက်ရင်ဘာနဲ့မှမလဲနိုင်ပါဘူးအရန်ကောင်းတယ်ကြည့်တွေ့တယ်နော်ဘာမှအနီရောင်လေးမရှိဘူးเนาะနီနေတာလည်းမရှိဘူးအတွင်းတစ်ပိုင်းမှာပျော့ပျော့အေးအေးနဲ့အရန်စားလို့ကောင်းတယ်ဒါမှစိုင်ရက်ရတိုင်းတချို့ KFC ကြက်ကြော်ကိုရောင်းချင်တဲ့သူတွေအခုကျွန်တော်ပြမယ့်ညီတိုင်းကိုကြော်ပြီးတော့ရောင်းမှာတကယ်ကိုပေါက်ပါမယ်ကျွန်တော်ကတော့နိုင်ငံခြားမှာဖြစ်နေတာကြောင့်မအားတာကတကြောင်ဒီလိုတွေမရောင်းဖြစ်သေးပါဘူးဒါကြောင့်ကြော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်အသေးစိတ်လေးတင်ပေးမယ်เนาะတနိုင်တဝိုင်းစီးပွားရေးလုပ်ချင်တဲ့သူတွေရောင်းကြည့်ပါတေချာပေါင်းအောင်မြင်မှာဖြစ်ပါတယ် KFC ကြက်ကြော်ကိုအသေးစိတ်လေးသိချင်နေဆိုရင်ဗီဒီယိုကိုစုံနေကြည့်ပါဗီဒီယိုလေးမစတင်ခင်မှာကျွန်တော်အကူအညီတစ်ခုတောင်းချင်ပါတယ်ကြော်ရဲ့ page ကို like follower နှိပ်ဖို့မမေ့ပါနဲ့ခင်ဗျာမိတ်ဆွေတို့ follower တစ်ချက်ကကျွန်တော်တို့အားစိတ်တစ်ခွက်ဖြစ်နေလို့ပါနောက်ထပ်ဗီဒီယိုတွေစက်တင်နိုင်အောင် follower လေးချက်လောက်လုပ်ခဲ့ပေးပါဦးခင်ဗျာကဲဒါဆိုရင်ကျွန်တော်တို့ဘယ်လိုကြုံမလဲဆိုတာကိုတူကြည့်ကြပါမယ်ခင်ဗျာအရင်ဦးဆုံးကြက်ပေါင်လေးတွေကိုရေးဆေးပါမယ်ရေးဆေးတာပဲဘာခက်လို့လဲလွယ်မှာပေါ့မိတ်ဆွေတို့ထင်ကောင်းထင်လိမ့်မယ်မဟုတ်ပါဘူးခင်ဗျာကြက်သားရေးဆေးရဲ့နေရာမှာလည်းလျှို့ဝှက်ထားတဲ့နီးစနစ်တွေရှိပါတယ်ကြက်သားအညီနဲ့တွေမထွက်ရလေအောင်စားနေငယ်ရဲ့စနစ်မုတ်နေငယ်ရဲ့နှက်အောင်နေပြီးတော့ရေးစင်ကြယ်အောင်ဆေးလိုက်ပါအဲ့လိုဆေးလိုက်ပြီးတော့မိတ်ဆွေပြန်နှမ်းကြည့်ပါလုံးဝကြက်သားအညီနဲ့မရတော့ပါဘူးဒါကလျှို့ဝှက်ချက်ပါအခုကျွန်တော်ပြောတဲ့ဤတိုင်းလေးပဲမိတ်ဆွေတို့စေးကြည့်လိုက်ပါခင်ဗျာကြက်သားအညီနဲ့မထွက်ဘဲနဲ့မွေးလေးစားရမှာဖြစ်ပါတယ်ကြက်သားဆေးပြီးတော့ရေအနှဲငယ်စစ်ထားလိုက်ပါရေတွေအနှဲငယ်စစ်သွားပြီးဆိုရင်ကြက်သားအသွေးမိုင်းလေးကိုလှိရမှာဖြစ်ပါတယ်အခုကျွန်တော်ပြတဲ့ဒီတိုင်းပဲတရေဖက်လေးတွေကိုအသာလေးခွာပြီးတော့အသွေးမိုင်းလေးတွေကိုဓာတ်နဲ့မှုန်းပေးရမှာဖြစ်ပါတယ်အခုကျွန်တော်မှုန်းပြတဲ့အတိုင်းကိုမှုန်းပေးလိုက်ပါခင်ဗျာဘာကြောင့်အခုလိုလောက်ရလဲဆိုတော့အသွေးမိုင်းကကြက်အောင်ပါခင်ဗျာဒီတိုင်းမလုပ်ဘူးဆိုရင်တော့အသွေးမိုင်းကမကြက်တာတွေဖြစ်တတ်ပါတယ်ဒါကြောင့်မို့အခုလိုမျိုးလေးကြက်သားလေးကိုဓာတ်လေးနဲ့ပွင့်ပေးလိုက်ပါခင်ဗျာအရေးကြီးတဲ့ဘိုင်းတွေလာပါပြီခင်ဗျာ KFC ကြက်သားကြော်တန်းရအောင်အရသာတွေထည့်ပြီးတော့အနှဲငယ်နှက်ပါမယ်နှက်ရမယ့်ချိန်ကလည်းနိုင်ယူဝက်45မိနစ်လောက်နှက်ထားရမှာဖြစ်ပါတယ်ကြက်သားနှက်ဖို့အတွက်ပေါင်းဝင်တော့ပစ္စည်းတွေကအသားမုတ်တစွန်းစားအနှဲငယ်တကြားညိုနှဲငယ်နဲ့ခရုစီတစွန်းဖြစ်ပါတယ်နောက်ထပ်ပဲငက်ပြာရည်တစွန်းနဲ့အကြောင်တေမုတ်ရယ်ငရုတ်ကောင်းမုတ်နှဲငယ်ထည့်ပေးရမှာဖြစ်ပါတယ်
အရသာကတော့ရပါပြီကြက်သားသုံးလေးထဲကိုအရသာတွေစိတ်ဝင်ရအောင်အားရပါရနေပေးရမှာဖြစ်ပါတယ်အရန်ကြီးလည်းမနေလိုက်ပါနဲ့ကြက်တရေတွေထွက်သွားမှာဆိုလို့ပါအရသာတွေအတွင်းပိုင်းနှိဝင်အောင်တိတိကျကျလေးနှံ့အောင်နေပေးရမှာဖြစ်ပါတယ်အခုလိုမျိုးနှက်အောင်နေပြီးွားပြီးဆိုရင်တော့နိုင်ဝက်45မိနစ်နှက်ထားပေးရမှာဖြစ်ပါတယ်ကြားလေးပိုကောင်းလေပါပဲခင်ဗျာကဲနှက်တာကလည်း45မိနစ်လောက်ရပြီဆိုတော့စားကြော်ပါမယ်ကျွန်တော်သုံးမြတဲ့စနစ်မုတ်တစ်စိတ်ကိုလည်းပြပေးလိုက်ပါတယ်ဆိုင်တိုင်းမှာဝယ်လို့ရပါတယ်ခင်ဗျာစနစ်မုတ်ကို3ခွက်လောက်ထည့်ပေးလိုက်ပါပြောင်းမှုကိုမုတ်ကိုတော့တစ်စုံလောက်ပဲထည့်ပေးရမှာဖြစ်ပါတယ်ပြောင်းမှုကိုမုတ်တစ်စိတ်ကိုလည်းကျွန်တော်ပြထားပေးပါတယ်ဒီတစ်စိတ်တိုင်းလေးပဲထည့်လိုက်ပါတေချာမောင်းမိတ်ဆွေက KSC ကြက်ကြော်တိုင်းလေးရမှာဖြစ်ပါတယ်ကဲအရေးကြီးတဲ့လျှို့ဝှက်ချက်တွေလာပါပြီစနစ်မုတ်နဲ့ကြက်သားနဲ့ရောပြီးတော့ကက်လိုက်ပြီးတော့ဟောလိုမျိုးရေထဲကိုထည့်ပေးရမှာဖြစ်ပါတယ်အရေးကြီးတာကကြက်ကြမ်းတမ်းမထည့်ပါနဲ့ဖြည်းဖြည်းလေးထည့်ပေးပါဘာကြောင့်အခုလိုလောက်ရတာလဲဆိုတော့ KSC ကြက်ကြော်တိုင်းရစီအောင်လုပ်ပါအခုလိုပြုတ်လို့ရချင်အားဖြင့်ကျွတ်ရွလေးနဲ့ရမှာဖြစ်ပါတယ်ပြီးတော့အတွင်းပိုင်းမှာလည်းနုညွညံ့ညံ့ပျော်ရည်လေးအရတာကိုခန်းစားမိမှာဖြစ်ပါတယ်ဒါကြောင့်မို့အခုကျွန်တော်ပြောတဲ့အတိုင်းလေးမိတ်ဆွေတို့လုပ်ကြည့်ပါခင်ဗျာဒီနီလန်းကလူတိုင်းမသိပါဘူးလှည့်ဝက်ထားတော့နီလန်းတစ်ခုဖြစ်ပါတယ်ကြက်သား9ပေါင်စလုံးပြီးသွားပြီဆိုရင်တော့ပြန်ဆယ်ပါမယ်ဆယ်ပြီးတော့ခဏလိုမျိုးပဲစနစ်မုတ်နဲ့ပြန်ပြီးတော့ကတ်ပါမယ်ကဲအခုဆိုရင်တော့စနစ်မုတ်အသားလေးကထူးထူးလေးရရှိလာပါပြီခင်ဗျာကဲမကြခင်မှာကျွန်တော်တို့စပြီးတော့ကြော်ပါမယ်ကြော်တဲ့နေရာမှာကလည်းလျှို့ဝှက်ချက်တွေအများကြီးရှိပါတယ်ခင်ဗျာစိတ်မပူပါနဲ့ကြော်မဲ့ဆွေတွေကိုကျွန်တော်အသေးစိတ်လေးတင်ပေးပါမယ်အခုကျွန်တော်ပြောပြတဲ့နီလန်းတွေကခက်သလားလွယ်သလားဆိုတာကိုကွန်မန့်မှာချက်လောက်မှတ်လာခဲ့ပေးပါမိတ်ဆွေတို့ကဘယ်လိုခက်ခဲလေးတွေရှိလဲဘယ်အပိုင်းမှာနားမလည်ဘူးလဲဆိုတာကိုကွန်မန့်မှာမှတ်လာခဲ့ပေးပါကျွန်တော်အသေးစိတ်လေးရှင်းပြမှာဖြစ်ပါတယ်ကဲစကြော်ပါမယ်စီပူတဲ့ထီကိုစောက်ပေးရမှာဖြစ်ပါတယ်မိတ်ဆွေစမ်းကြည့်ပါစီကအရန်ကြီးပူမှထည့်ပါခင်ဗျာကဲထည့်တဲ့နေရာမှာသတိထားပါခင်ဗျာစီပေါက်တက်လို့ပါခင်ဗျာကဲကြက်သားတွေအားလုံးထည့်ပွားပြီးဆိုရင်တော့လောဝါဒီတိုင်းလွတ်ထားလို့မရပါဘူးလေးဝက်ချက်ကဘာလဲဆိုတော့မိတ်ဆွေကမီအေးလေးကိုပြန်ပြီးတော့ရှော့ရမှာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့မီးပူပူနဲ့တောက်ဆောက်သွားရင်တော့အပြင်ပိုင်းကကြက်သွားပြီးတော့အတွင်းပိုင်းမှာမကြက်တာတွေဖြစ်တတ်ပါတယ်ဒါကြောင့်မို့အခုလိုမျိုးနေထားရောက်ရင်ကျွန်တော်တို့မီးကိုပြန်လျှော့ရမှာဖြစ်ပါတယ်မီးအေးလေးနဲ့ပဲ15မိနစ်လောက်ဒီတိုင်းလေးကြော်ရမှာဖြစ်ပါတယ်ဒါမှပဲစီတွေကအတွင်းပိုင်းကိုစိတ်ဝင်သွားပြီးတော့အတွင်းပိုင်းမှာရှိတဲ့အသားတွေကျက်မှာဖြစ်ပါတယ်ကဲကြည့်စမ်းပါအောင်အရန်လှပါတယ်เนาะ KSC ကြက်ကြော်တိုင်းပဲဘယ်ညာလေးလဲလှည့်ပေးပါခင်ဗျာတစ်ဖက်ကကြက်တစ်ဖက်ကမကြက်ဖြစ်မှာဆိုလို့ပါအနေထားလေးတွေကိုတေချာကြည့်ပါကြက်သားတစ်သုံးလုံးအယောင်တွေကတူနေရမှာဖြစ်ပါတယ်တစ်ဖက်ကအရန်နေနေတယ်တစ်ဖက်ကအယောင်ဖြုတ်နေလို့မရပါဘူးဒါကြောင့်အမြဲတမ်းလို့လှည့်နေပေးရမှာဖြစ်ပါတယ်မီးလေးနဲ့15မိနစ်လောက်ကြော်ပွားပြီးဆိုတော့နောက်ပိတ်ဆုံးအနေနဲ့မီးပြပြင်းနဲ့ထပ်ကြော်ရမှာဖြစ်ပါတယ်ဒါမှပဲကျွတ်ရွလေးရရှိမှာဖြစ်ပါတယ်ကျွန်တော်မီးပြပြင်းလေးတင်ပြီးတော့ကြော်ပါမယ်မကြခင်မှာ KSC ကြက်ကြော်တိုင်းရရှိပါပြီခင်ဗျာကဲလွယ်ကူကူနဲ့ဆိုင်ကအရသာတိုင်းလေး KSC ကြက်ကြော်လေးရပါပြီခင်ဗျာခက်သလားလွယ်သလားကွန်မန့်မှာမှတ်ဖို့မေ့ပါနဲ့မိတ်ဆွေတို့လိုက်ပြီးတော့ကြော်စားကြည့်ပါခင်ဗျာတပိုင်းတနိုင်ကိုပိုင်စီးပွားရေးနဲ့ကြော်ရောင်းချင်တဲ့သူတွေရှိတယ်ဆိုရင်အခုနီတိုင်းလေးကြော်ရောင်းကြည့်ပါခင်ဗျာတေချာပေါက်မှာဖြစ်ပါတယ်ဗီယိုလေးဆုံးမတက်ခင်မှာကျောင်းမိတ်ဆွေတွေကိုကုညီတစ်ခုတောင်းချင်ပါတယ်ကြော်ရက်ပေကို like follower နှိပ်ဖို့မမေ့ပါနဲ့ခင်ဗျာမိတ်ဆွေတို့ follower ချက်ကကျွန်တော်တို့အားစေးတစ်ခွက်ဖြစ်နေလို့ပါနောက်ထပ်ဗီယိုအသစ်တွေနောက်ထပ်တိဝက်ထားတဲ့ညှင်းချက်ဒီအသစ်လေးတွေထပ်မံတင်ပေးတော့အောင်မို့လို့မိတ်ဆွေတို့ follower နှိပ်ထားပေးပါဦးခင်ဗျာကဲကျောင်းမိတ်ဆွေတွေကြမ်းကြမ်းမမနဲ့ကြမ်းကြမ်းသာသာနဲ့စားကျင်တာမှန်တယ်များဝဝလင်းစားကြနိုင်ပါစေလို့ဆုမကောင်းတောင်းပေးပါရခင်ဗျာကဲနောက်နေ့မှာပြန်လည်ဆုံတွေ့ကြပါမယ်ဘိုင်ဘိုင်